အဲ့လိုပါတာ9နိုင်45 8နိုင်ထိုးရမယ်ငါမြင်မြရေချိုးပြီးတယ်မြရေချိုးပြီးကကြောင်းသွားရမယ်ကွာဒီနေ့ငါရဲ့ပထမဆုံးကြောင်းတက်ရက်လေးဆိုတော့โอเคကွာပြီးကြရင်ရေလေးစေးချိုးမယ်တာတန်โอเคတာโอเคပြီးပြီโอเคရချိုးတာ9မိနစ်ပဲကြာတာတော့ငါအေးလုံးချိုးခြင်းโอเคကွာဆက်ပြီးကြရင်စားလဲမယ်ဝေစားလဲမယ်ဝေစားကကြတော့ကြောင်းသွားတယ်စားလဲဟိုဆောလွယ်ပြီဆိုတော့အေးလေးဆွဲပြီးလိုက်မယ်ချောင်းလိုက်တော့မယ်ဟိုကမယ်ပေါ့တော့မယ်ပေါ့ဖြောလိုက်တာအေးဒီနေ့ပထမဆုံးចောင်းသေးရလေးဆိုဟဲ့ဘူးနဲ့တွေ့ရမှလည်းမသိကွာရင်းနေခုံတော့ငါတို့ရင်းနေခုံတပြီကွာโอเคကွာသွားလိုက်ကြစို့အားရညံလိုက်တယ်နာရရှင်းနိုင်တော့ထိုးရ Oh my god ရောတော်တော်မြန်နေဟာရှင်နေโอเคငါကဆိုင်ကင်းနဲ့ဆိုတော့ចောင်းနဲ့နီးပါရကွာโอเคရပြီចောင်းသွားမယ်တโอเคကွာဒီနေ့ပဲတကယ်ချင်းနေနေအသက်တွေရမှလည်းဒီကွာငါရဲ့ခံဒီရှေ့ရခံလို့တော့ပြောတာပဲကွာโอเคရောက်ပြီဟိုငါဘယ်မှာထိုင်ကောင်းမလဲဥပမာတကယ်ချင်းနေရရှိဒီမှာဒီရှေ့ဆုံးမှလည်းထိုင်တယ်ရောမင်းဒီလိုကျောင်းတော့ရောအေးဟုတ်တယ်လေကွာငါဒီနေ့မှဒီကြောင်းပြောင်းလာတာဟဲ့အဲ့ဆိုငါမင်းနဲ့ခင်လို့ရတယ်အေးတော့ရောက်တော့ပေါ့ကွာဘာလို့ဒီနေ့မှဒီကြောင်းပြောင်းလာတော့အေးအဲ့ဆိုငါတို့နေရာတငယ်ကြီးဖြစ်သွားရင်တော့အေးတဲ့အေးအောင်တခြားကြောင်းသားတယ်မလားသိဘူးလားတဲ့ဟိုမေးရောလို့ခုမှ7နာရီ7နေပဲရှိသေးဘူးလို့လောက်မှာပဲဟိုအမင်းရတယ်မတွေ့လားဒါကောမင်းကြောင်းသားတယ်အေးဟောသားမယ်တော့အဲ့ဆိုငါတို့မော်သွားစားကြမလားအေးတော့ဘယ်လိုကောတယ်ကောင်းတော့တယ်တော့မလားတာကြီးโอเคတော့မလားတာကြီးငါမော်သွားစားကြမယ်ဒီမှာစားမယ်ကွာအေးဘူးတဘူးပဲလိုက်မယ်တာကြီးရောမင်းငါပေးမယ်ရောโอเคရောโอเคရပြီငါလည်းအေးဘူးတဘူးပဲတောက်လိုက်မယ်โอเคတောက်မယ်သေရပြီရှိရဆိုရင်တာကြီးဒီမှာထိုင်မလားငါစကားထိုင်ပြောကြအောင်တာကြီးကျမင်းကဘယ်ကြောင်းနေပြောတာငါလည်းဟိုဘက်မျိုးကွာငါအဲ့ကြောင်းနေလေဒီကိုပြောင်းလာဟိုရငါတို့လေထိုင်ပေါ်နေ9နိုင်40ရောက်သွားတိုင်းမြန်တော့မလားဒီဆရာဘာထပ်ပါရေးဆရာထွက်လည်းမသိတော့ကွာထားလိုက်တော့ပါယူကငါဟိုမှာငါတငယ်ချင်းတယောက်မေးလိုက်အောင်ဟဲ့တာကြီးဟိုကမလာသေးဘူးလားအေးမင်းလားဟာထားတယ်ကွာဟဲ့လာနေမင်းကဟဲ့ကမလို့ကျွန်းသွေးကိုဒီမှာပဲထောင်းတော့မယ်အေးပြီးတော့ကွာဆိုတယ်တာကြီးတို့မင်းတို့ကလည်းဘာရေးခိုင်းသွားတယ်ငါပြောပြပါဦးမင်းကခုနပဲသွားနေရတော့ငါခုနလေးခဏသွားထိုင်နေလို့ပါကွာသွားကြီးလောက်ပါအေးဘာပြောကြလဲဆိုတော့မင်းရှင်းပြမယ်ကွာငါစားတော့ယူနေဘာလို့လဲညတော့ရောက်ပါအိမ်ပြန်မယ်အေးသွားကြနေငါတေး6နေမှာကွာငါကြောက်တယ်လေကွာအဝင်ပြန်ပြန်မယ်ကွာသွားမယ်โอเคအိမ်တော့ရောက်ပြီကွာလေသွားမယ်โอเคဟိုစားလိုက်ပြီအဲ့တော့ကွာโอเคပါဘလို့ကျွန်တော်ဒီနေ့ video လေးတော့ဒီနေ့ video လေးကကျွန်တော်တကူရစကိုရမှာကျောင်းသားတယောက်အနေနဲ့ဆောက်ရဖြစ်ပါတယ်ဒီလိုလေးကြာရင် channel လေး like subscribe လုပ်ရပါအားလုံးပဲနောက်ပြီးပြန်တွေ့ကြမယ်အားလုံးပဲ